စားတောက်ဆိုတာလူသားတွေရဲ့ဘဝမှာအရေးကြီးတဲ့အခန်းကဏ္ဍပါဝင်ပါတယ်ဒီလိုစားတောက်တွေကလည်းကျန်းမာရေးအတွက်အရေးသွင်းမိရဲ့အစားအသောက်ဖြစ်မှသာစားသုံးသူတွေအတွက်အဆင်ပြေမှာပါအဲ့လိုစားတောက်မျိုးတွေရရှိနိုင်တဲ့ MRT4 compound ထဲမှာဖွင့်ထားတဲ့စားရည်သားတစ်ခုကြောင်းပြောပြချင်ပါတယ်ဒီစားရည်သားဟာဆိုရင်ပုံမှန်8:30ခန်းမှာဖွင့်ပြီးတော့17:30နေ့လယ်စာစားချိန်အမီဟင်းတွေကိုချက်ပြုတ်ရပါတယ်ဟင်းတွေကိုချက်ရမှာလဲဟင်းတောင်ဝန်ခံ2ယောက်ကနေပြီးတော့တစ်နေ့စာအတွက်ကိုပြင်ဆင်ချက်ပြုတ်ရပါတယ်တစ်နေ့ကိုပုံမှန်လူ90တရားအတွက်ချက်ရဆိုတော့ချက်ပြုတ်ဖို့ကလည်းတော်တော်တာဝန်ကြီးပါတယ်ဟင်းတွေကလည်းပုံမှန်ကြက်သားဝက်သားငါးနဲ့ပစုံဟင်းတွေကိုလည်းတစ်နေ့နဲ့တစ်နေ့မထက်အောင်ပြင်ဆင်ထားပါတယ်ဟင်းချက်ရမှာလည်းဟင်းမျိုးစားဖို့မူတည်ပြီးတော့ပြင်ဆင်ရမျိုးလည်းရှိပါတယ်နေ့လယ်7:00နာရီလောက်ဆိုရင်ပဲဟင်းပွဲတွေကအဆင်သင့်ဖြစ်ကုန်ပါပြီခုချိန်မှာဆိုရင်ထမင်းလက်ချက်ဟင်းတွေလည်းအားလုံးအဆင်သင့်ဖြစ်နေပါပြီနေ့စာစားချိန်ကိုရောက်လာပါပြီဝန်ထမ်းတွေကလည်းချိုင်းဆွဲသွားဆွဲဟင်းမစားစုကလည်းမှာပြီးတော့အားလုံးစားရတဲ့မှာစားဖို့တော့ရောက်လာကြပါပြီဝန်ထမ်းတွေကလည်းကိုတိုင်ယူစနစ်နဲ့စနစ်တကျအကျင့်သုံးပြီးတော့တတ်တတ်ရှင်းရှင်းစားသုံးကြရပါတယ်မဆုလက်နွယ်ကလည်းစားတော့သူတယောက်အနေနဲ့ကန်တင်းပေါ်သုံးသက်ချက်ကိုအခုလိုပဲပြောကြားခဲ့ပါသေးတယ်ဒီကန်တင်းကတမင်းနေကအစားလို့ကောင်းတယ်အိမ်ဒီမတိုင်မှာတော့ကြိုက်တယ်ကန်တင်းကိုဘယ်လိုမြင်လဲဆိုတော့ဒီမှာလိုအပ်ချက်တွေလည်းရှိနေနိုင်တယ်အစားအစာကိုစားတဲ့နေဟာအများကြီးတော့မရဘူးပေါ့ဒီမှာအစားတောက်ရွေးချယ်ရနေတယ်ဒါပေမဲ့ဝန်ထမ်းသက်သာဆိုင်ဖြစ်တဲ့အကြောင်းကိုကျေသက်တာတယ်ပြီးတော့အစားတောက်ကလည်းခင်းနေပါတယ်ကြတော့အဆင်ပြေတယ်မဟုတ်ဆိုလို့ဒီနေ့စားလို့ရှိရင်အိမ်ဒီမတိုင်ပဲပြီးတဲ့ခါကျချင်းရင်းနေပြီးလည်းစားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အလုံးဒီပါတော်များတော့အဆင်ပြေပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ MMDC တန်းတန်းရဲ့ trainer တယောက်ဖြစ်တဲ့ Mr. Patrick ကလည်းသူ့ရဲ့အမြင်ကိုအခုလိုပဲပြောကြားခဲ့ပါသေးတယ်They're doing it very nicely for us. They're delivering a lot of different dishes to us, and it's already there when we're coming, so we can select from a big variety of things, and this is actually very nice. Coffee ချက်သူများအတွက်လည်း instant coffee ထုပ်မျိုးစားပေါင်းများစွာကိုမျက်မြူပဲရောင်းချပေးတဲ့အတွက် coffee ချက်သူများလည်းအဆင်ပြေကြမှာပါဒီကန်တင်းရဲ့တာဝန်ခံကိုလာထွန်းကလည်းအခုလိုပဲပြောပြသွားပါတယ်အဓိကရည်ရွယ်ချက်ကြတော့ကျွန်တော်ကန်ဒီဝန်ထမ်းတွေပေါ့ဝန်ထမ်းတွေဈေးနှုန်းတက်တာနဲ့စားသုံးလို့ရအောင်တယောက်ဆွန်ရနှုန်းနဲ့လာပါပါတယ် quality လည်းကောင်းတယ်ဈေးနှုန်းလည်းတက်တာတဲ့ MRT4 ဝန်တွေကကန်တင်းလေးအကြောင်းကိုခုလိုပဲတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ